သူကာကြောဖြစ်တယ်ဆိုတဲ့အချိန်မှာသူကအရက်ဝိုင်းမှာအဲ့လိုကြွေးကြော်တာတွေရှိတယ်ဗောနော်မင်းအောင်လိုက်တဲ့တာအောင်လုပ်ပြမယ်ငါကတော့စစ်ဘက်တိုင်မှာအားလုံးပဲမင်္ဂလာပါခင်ဗျຫນွေဦးတော်လိုင်းရေးနဲ့ပတ်သက်တဲ့သတင်းထူးတွေကိုနေ့စဉ်တင်ဆက်ပေးနေတာမို့စောင့်မျှော်အားပေးကြဖို့တောင်းဆိုပါရခင်ဗျဟုတ်တာမဟုတ်ဘူးဗျဒီရက်ထဲမှာမကွေးတိုင်းတွေကစစ်ရေးအခြေအနေတွေကဗောနော်တော်တော်ကိုအားရစရာကောင်းတယ်တော်တော်လေးလည်းခွန်အားဖြစ်ရတယ်ဗောနော်အောင်မြင်မှုတွေလည်းဇက်တိုက်ဆိုသလိုရတယ်ပြီးတော့သတင်းထုတ်ပြန်မှုတွေကိုလည်းအရန်သဘောကျတယ်တခုချင်းစီထုတ်ပြီးတော့ဗောနော်စစ်ကောင်စီကိုတခုချင်းစီတစ်ချက်ချင်းစီထုတ်ပြီးတော့ကျင်းနေတာဗောနော်ပြီးရင်ဒါစစ်ကောင်စီဘက်ကဒါလော်ပေးနေတဲ့သူတွေလိန်ပေးနေတဲ့သူတွေဗောနော်အဲ့လိုကောင်တွေကိုလည်းညင်းမင်းတို့ကောင်တွေညင်းစမ်းညင်းပြီးဆိုတဲ့အခါကျမှရော့ဒီမှာတစ်ခုရော့ဒီမှာတစ်ခုဆိုပြီးတော့လုပ်ပြနေတဲ့ပုံစံမျိုးတွေမြင်တွေ့နေရပါတယ်အဲ့တော့မကွေးတိုင်းတွေကတိုက်ပွဲဖြစ်စဉ်တွေကဒီရက်ထဲမှာတော်တော်လေးကျန်းနေအခုဆိုလည်းဒါထုတ်ပြန်ချက်တစ်ခုထပ်ပြီးတော့ထုတ်ပြန်လာတယ်ဗောနော်အဲ့ထုတ်ပြန်ချက်ထဲမှာလည်းတကယ်အားရစရာအကြောင်းအရာတွေအများကြီးပါပါတယ်စစ်ကောင်စီဘက်ကအသေးပြောက်စည်ရင်းတွေကတကယ်အားရစရာပမာဏတွေဖြစ်တယ်အကြောင်းအကျိုးတွေကဆက်နေတာဗောနော်ဒီအခုဖြစ်စဉ်ကပထမဆုံးဖြစ်စဉ်အဲ့ဒါပြီးတဲ့ချိန်မှာဒီဂျာမာကားကိုဘယ်လိုလုပ်တယ်အဲ့ဒါပြီးတဲ့ချိန်မှာရဲရင်လာတာကိုဘယ်လိုလုပ်တယ်အဲ့လိုမျိုးတစ်စင်ချင်းစီသွားတာဗောနော်ဒါပေမဲ့နောက်ဆုံးကနေစပြလာတာအခုတော့ဒါပထမပိုင်းကိုပြန်ရောက်လာပြီဗောနော်အဲ့တော့မကွေး PDF ကနေပြီးတော့ဒါဒေတာတွင်းမှာမိညီကိုတွေနဲ့ပူးပေါင်းပြီးတော့ပခုတ်ကူတက်မ101ကထွက်လာတဲ့အင်အား400ကျော်စစ်ကောင်စီစစ်ကြောင်းကိုသူကဒီပခုတ်ကူမြို့နယ်အတွင်းကနေမြိုင်နယ်အတွင်းထိလိုက်ပြင်းတာအဲ့ဒီကနေပြီးတော့စလိုက်တာဗောနော်အဲ့လိုမျိုးဒါအင်အား400ပါပါတယ်ဆိုတဲ့စစ်ကြောင်းကိုလိုက်လံပြီးတော့ခြေမုံတဲ့ချိန်မှာဒါဒီမြိုင်မြို့နယ်ကိုင်းတော်မှကျေးရွာအရောက်မှာအထိနာပြီးတော့သူကတွင်းမပြူရွာကိုရောက်သွားတာတွင်းမပြူရွာတဲ့ကိုဝင်ပြေးကြတာအဲ့မှာဇလန်စလာဗောနော်အဲ့တော့ဒီတိုက်ခိုက်မှုကြောင့်မလို့စစ်ကောင်စီအကြီးပိုင်းတွေပေါ့ဗျာပြောမယ်ဆိုရင်အဲ့စစ်ကြောင်းမှာပါတဲ့အကြီးပိုင်းတွေအရာရှိပိုင်းတွေဒီလိုကောင်မျိုးတွေအပါဝင်စစ်ကောင်စီဘက်က90ထက်မနည်း50ထက်မနည်းပေါ့နော်မနည်းဘူး50တက်တော့50ထက်မနည်းမက်ဆီကြိုက်တယ်တည်ဆုံးနိုင်တယ်ပေါ့နော်ဒီအများပြားထိခိုက်ဒဏ်ရာရတာရှိတယ်ဒါပြင်တိုက်ပွဲထဲမှာဒါသိန်းစီရရှိတဲ့ KN တွေကိုလည်းအခုပုံနဲ့တကွာထုတ်ပြန်လာတာတွေ့ရပါတယ်အဲ့တော့အဲ့ပုံတွေထဲမှာပေါ့နော်ဒီ KN တွေအပြင်ကိုမှဒီအတုံးဆောင်ပစ္စည်းတွေအဆုံပါတယ်ဗျစုပ်တီးစုပ်ပြက်တွေလည်းအကုန်ပါတယ်ပြီးတော့ဒီရင်ရမ်းများတွေရတယ်ပြီးရိတ်ခါတွေပါသေးတယ်ဗောနော်အဲ့တော့အဲ့လိုသိန်းစီရရှိပစ္စည်းတွေကြည့်လိုက်တော့တကယ်ကိုမနှဲမနှောကြီးဗျအဲ့တော့ခရမ်းပစ္စည်းတွေကလည်းစုံနေပြီးရင်ဆက်ပစ္စည်းတွေလည်းစုံနေဗောနော်power station တွေပါတယ်ပြီးအများကြီးပဲအုတ်ထုတ်တွေကြီးကအုတ်ထုတ်တွေကြီးကအင်းကြီးတွေပြီးရင်ဟန်ကောရေဘူးမိုင်းရှာစုတော့မှဒါထွန်ကျစ်နဲ့ဗောနော်အရင်ထက်သူကဒီစူးထိုးတဲ့ဟာနှစ်ခွ3ခွနေပြီးတော့အခုဆိုထွန်ကျစ်ပုံစံနဲ့တောင်ဖြစ်လာပြီချင်းနေမကောင်းတော့ချစ်ပြီးတော့ကိုရှာရမယ့်အနေထားတွေဒီဖြစ်လာနေပြီဗောနော်အဲ့တော့အဲ့လိုမျိုးဟာတွေကစပါတယ်ယူနီဖောင်းအစုပ်ပြက်တွေပါတယ်ဒန်အိုးဒန်ခွက်တွေပါတယ်အကျော်လော်ဘူးတွေပါတယ်စားတော့စားသွားရရဲ့လားမသိဘူးဗောနော်အဲ့လိုမျိုးပုံစံမျိုးတွေပါတယ်ပြီးရင်ကားတွေရတယ်ကားလဲဒါရိတ်ခါတွေဗောနော်ရိတ်ခါတင်လာတဲ့ကားလဲပုံထဲမှာတွေ့ရတယ်လုံးဝအမျိုးကိုစုံနေတာပဲဗောနော်ပြီးရင်ပို့ပြီးတော့ပြည့်စုံသွားတာကဒီ dead body တွေဗောနော်အဲ့ဒါတွေလေးဒါထိတ်လိုက်တော့ကြတော့ပို့ပြီးတော့ပြည့်နော်မသိမှာဆိုလို့ဗောနော်အဲ့ထဲမှာဆိုပါလေထေးမောင်ဆိုတဲ့ဒီ name plate လေးလည်းပါတယ်ဗောနော်အဲ့တော့အသေးချမ်းနေတယ်လို့ပြောရမယ်တေတာကျန်းတာဗောနော်ဒါတွင်းထဲမှာကျင်းထဲမှာပြီးဘန်ကာထဲမှာအဲ့လိုပုံစံမျိုးတွေနဲ့ဗောနော်ပြီးဆိုလည်းမြေမြုပ်ထားတဲ့ဟာမျိုးတွေလည်းတွေ့ရပါလိမ့်မယ်ဗောနော်အဲ့တော့အဲ့လိုပွဲကြီးတွေလှုပ်လိုက်ပြီဆိုတဲ့အချိန်မှာတော့စစ်ကောင်စီကအရန်ထိနာလို့ဒီတွင်းမပြူရွာကိုဝင်ပြေးတာဗောနော်အဲ့ငါနဲ့နောက်ဆက်တွဲဒီရဲရင်ကိစ္စအဆက်ဖြစ်တာအဲ့တော့အဖွဲ့တွေကဘယ်လောက်ကြမ်းနေလဲဆိုတော့လာသမျှစော်မယ်မင်းတို့ကြိုက်တဲ့ကောင်လာစမ်းဆိုတဲ့ပုံစံမျိုးဖြစ်နေတာဟုတ်တယ်တကယ်လည်းအဲ့လိုပဲသူတို့ဒီပခုတ်ကွာနေပြီးတော့ထွက်လာတဲ့ချိန်မှာအင်အား400ကျော်ဗျာအဲ့400ကျော်ကိုလိုက်ကြိတ်တယ်ကြိတ်တာမှပခုတ်ကွာကနေမြိုင်နေတဲ့အထိပါလိုက်ကြိတ်တယ်ဗောနော်အဲ့လိုကြိတ်လို့အခုလိုမျိုးအထိနာသွားတဲ့ချိန်မှာရဲရင်လာတယ်အဲ့တော့လာစမ်းမင်းရဲရင်လဲကြိတ်မယ်ဆိုပြီးတော့ထက်ကြိတ်တာဗောနော်အဲ့လိုပဲရဲရင်ကြိတ်နိုင်မှုအတွက်ရှေ့မှာဒါဂျမ်မာကားတွေဘာတွေကစဒီ FPV တွေတုံးပြီးတော့ဝုန်းခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့တော်တော်ကိုကြမ်းတယ်လို့ပြောရမယ်လုံးဝစစ်ကောင်စီအညာကိုအထင်မသေးရတော့ဘယ်ကောင်ထင်သေးရဲမလဲဒီလောက်ကြီးထိပြင်းကန်နေရတာဗောနော်လာစမ်းကြိုက်တဲ့ကောင်လာစမ်းပြီးကြိုက်တဲ့လောက်အင်အားနဲ့လာစမ်းဆိုတဲ့ပုံစံမျိုးလုပ်ပြနိုင်ခဲ့တာတော်တော်ကိုဒါကျန်းတယ်လို့ပြောရမယ်ဗောနော်အဲ့တော့အဲ့လိုအထိနာပြီးတော့ဒဏ်ရာရတဲ့ကောင်တွေကိုတည်ဖို့အတွက်ဒီတွင်းမပြူပါကိုဆင်းလာတဲ့ရဲရင်ကို FPV drone တွေနဲ့ဒါထုတ်ပြန်ခဲ့တဲ့ဒါဒီရုပ်သံတွေလည်းမြင်ရပါလိမ့်မယ်ဗောနော်အားရစရာကြီးပါအဲ့လိုမျိုးပုံစံမျိုးရိုက်ထားတာဒီချလိုက်လို့ဗောနော်ပြင်းလိုက်လို့ဒီပြက်သွားပါတယ်ဆိုတော့သူတို့ရဲ့ရဲရင်ဗောနော်ဒီ MI7 ရဲရင်ကိုမိုးကအုပ်ထားတယ်တဲ့ပြီးရင်ရေးထားတွေ့ရသေးတယ်အဲ့ဘေးနားမှာကားတွေကာထားတယ်ဗောနော်ကားတွေကာထားပေမဲ့လည်းမရဘူးကွာဆိုပြီးတော့အဲ့ဗီဒီယိုထဲမှာကိုပဲမြင်တွေ့ရတယ်ဗျာအဲ့
ဒီဘေးပတ်ဝန်းကျင်နေရာတွေမှာအကြီးကြီးကြာနေအောင်ဗောနော်ဒါလက်နဲ့ကြီးနဲ့ပစ်တာဖြစ်ဖြစ်ဒါ drone နဲ့ drop ဘုံချတာဖြစ်ဖြစ်အဲ့လိုမျိုးစိတ်ကြိုက်ကိုလုံနေတဲ့ပုံစံမျိုးထပ်တွေ့ရသေးရဲ့ဗျာအဲ့ဒါဒီရဲရင်နောက်ဆက်တွဲဖြစ်မယ်ဗောနော်ဒါတကယ်ကျန်းတယ်လို့ပြောရမယ်အဲ့တော့တပ်ဖွဲ့တွေကတဆုံးကိုစဉ်းစားပြီးတော့စော်နေတာဗောနော်ဒါရဲရင်ကိုလုံတဲ့ကိစ္စမှာဆိုရင်လဲဗောနော်35ကြီးဒီလောက်ဝဲပြီးပြစ်နေတာတော့မှပဲဟိအောင်ပြစ်ရှင်ပြစ်လဲငါတို့ခံမယ်ဆိုပြီးတော့အဲ့လိုစိတ်ကြီးနဲ့ချခဲ့တာဗောနော်အဲ့တော့တော်တော်လေးအားရစရာကောင်းတယ်လို့ပြောရမယ်ပြီးရင်ပိုအားရစရာကောင်းတာကဒီထဲမှာပါဝင်တဲ့စစ်ကြောင်းတွေကြည့်လိုက်အမျိုးစုံပဲအကုန်ပါတယ်အညာတပ်ဖွဲ့တွေအကုန်လုံးပါတယ်ဗောနော်အညာမှာတိုက်ပွဲဝင်နေတဲ့တပ်ဖွဲ့တွေအင်အားစုပုံစံမျိုးနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်သွားတာတွေ့ရပါလိမ့်မယ်ဟိုရိုလို့ဗောနော်ဒါလုံခြုံရေးကိစ္စတွေကျိုးပေါက်လို့ပြီးရင်သတင်းတွေအပြင်ရောက်လို့ဗောနော်အဲ့လိုမျိုးဟာတွေကြောင့်မလို့သူကဒီဟာတွေကိုစီစစ်ဖို့အတွက်စုံစမ်းစစ်ဆေးရေးခုံရုံးဆိုတဲ့ပုံစံမျိုးဒါသူကဖွဲ့လိုက်တယ်ဗောနော်စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့တယ်အဲ့တော့သူ့အနေနဲ့ဆိုလေကြေကွဲစရာကောင်းတာပဲဘာကြောင့်လဲဆိုတော့သူအခုလိုမျိုးဈေးဥပေါက်တဲ့ရဲရင်ပြင်းခံရပါတယ်ဆိုတဲ့ဟာကအညာဖြစ်နေတယ်အညာဖြစ်နေတယ်သူတို့အရန်အထင်သေးခဲ့ပါတယ်ဆိုတဲ့နေရာဖြစ်နေတာဘာကြောင့်လဲဆိုတော့အညာကိုသူတို့တွေဒီလိုမျိုးလေကြောင်းတိုက်ခိုက်မှုလုပ်တဲ့အခါပေါ့နော်သူကထန်းနှစ်ပင်ပြားလောက်ထိကိုနှိမ့်ဆင်းပြီးတော့အနိကက်ဆိုတဲ့ဒါရှေ့ပိုင်းဖြစ်စဉ်နေအများကြီးရှိတာပေါ့နော်ဘာကြောင့်လဲဆိုတော့ပြစ်မှတ်ကိုတဲတဲကွက်ကွက်မြင်တွေ့ရပြီးတော့တိတိကျကျပြစ်နိုင်ဖို့အတွက်တောင်မှသူကအဲ့လိုနှိမ့်ဆင်းပြီးတော့ရွေချက်ရှိနဲ့တိုက်ခိုက်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေကဇက်တိုက်ဆိုလို့ရှိပါတယ်အဲ့တော့အဲ့ဒါကဘာလဲဆိုတော့အညာက AC ပဲဒီဥစ္စာကိုပြန်ပြီးတော့တုံ့ပြန်ပြစ်ခတ်နိုင်လောက်တဲ့ဒါလက်နက်ခဲယမ်းမရှိဘူးဆိုပြီးတော့သူတို့ကယူဆထားတယ်အဲ့ဒါကြောင့်မလို့အဲ့လိုပုံစံမျိုးနဲ့တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေအများကြီးရှိတယ်အခုကျတော့သူတို့အဲ့လိုအထင်သေးခဲ့တဲ့ညာကပဲလာစမ်းကွာဆိုပြီးတော့အခုလိုမျိုးလောက်ပြတော့သူ့အတွက်တော်တော်လေးကြေကွဲရမယ်နေထားအဲ့လိုမျိုးပုံစံမျိုးပေါက်ကွဲနေတာပေါ့နော်အဲ့တော့သူ့လက်ထက်မှာအညာကဒီရဲရင်ကဈေးဥပေါက်သွားတယ်လို့ပြောမှာဖြစ်တယ်အဲ့တော့စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလဘခဒူတိုင်းမှုပေါ့နော်လေပိုင်းတိုင်းစစ်ဌာနချုပ်ကဒူတိုင်းမှုကဥဆောင်တယ်ဆိုပြီးတော့လည်းသိရတယ်အဲ့တော့အဲ့ရဲရင်ကိုပြန်တယ်မှာသူကရဲရင်အဆုတ်ကိုပြန်တယ်ဦးမှာပြင်ပြီးတော့တယ်မှာလားဒါမှမဟုတ်လဲပြင်လို့မရတော့လို့ဒါကုန်းချောင်းကနေပဲပေါ့နော်ပြောမှဆိုအနီချောင်းကနေပဲသူတို့ဒါကားနဲ့ပဲဆွဲမလားကားနဲ့ပဲတယ်မလားဘလို့တယ်မလဲဖြုတ်ပြီးတယ်မလားမသိဘူးပေါ့နော်အဲ့လိုပုံစံမျိုးကတော့ဒါလေတက်ကပြန်ပြီးတော့ဒါအဆုံးဖြတ်ပေးမယ်ဆိုပြီးတော့ဒါသတင်းတွေမှာတွေ့နေရပြီဖြစ်တယ်ပေါ့နော်အဲ့တော့အခုပုံစံတိုင်းဆိုရင်ပေါ့နော်အဲ့လေရင်ပြန်တယ်တဲ့အချိန်ကျရင်အခွန်အောင်ကြံမလားမသိဘူးပေါ့နော်အပွဲတွေကလွမ်းတိုင်းမှာတော်တော်ချနေတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့အယိုးစုလောက်တော့ရမှာပေါ့ပြည်သူတွေကစိုးရိမ်ပူပန်ပေးကြရရှိတယ်ဒီဖျက်သည့်လုံးမလုံခြုံရဲ့လားပေါ့နော်အဲ့လိုမျိုးမပြောသင့်ဘူးဆိုတဲ့ပုံစံမျိုးတွေလည်းပြောကြရရှိတယ်ဒါပေမဲ့အဲ့ဒါအတွက်လည်းစိတ်မပူစေချင်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့တပ်ဖွဲ့တွေမှာစီရေးအသည့်တတိကဒီနေ့ဒီချိန်မှာပေါ့နော်ဒီလိုမျိုးတောင်လုံနိုင်နေပြီဖြစ်တဲ့အတွက်အဲ့လိုမျိုးဟာတွေကသူတို့စီမှာတေချာပေါက်ဒါသိရှိနားလည်ထားပြီးသားပေါ့နော်တကယ်ထုတ်ပြလို့ထုတ်ပြောလို့ရတဲ့ဟာမို့လို့သာထုတ်ပြောတယ်လို့ကျွန်တော်လည်းယူဆတယ်ပေါ့နော်ဒါပေမဲ့အခုလိုမျိုးပေါ့နော်ပြည်သူတွေကအစစရရအသေးစိတ်ကိုတပ်ဖွဲ့တွေအတွက်ကိုရဲ့ဒါဘတ်တော်သားတွေအတွက်လိုက်ပြီးတော့စိုးရိမ်ပေးစိတ်ပူပေးနေကြရလေးတွေတွေ့ရတော့လေဒါဝမ်းသာရအကြည်နူးရတယ်ပေါ့လေနော်အဲ့တော့ဒါရဲဝင်းကတော့တော်တော်လေးပောက်ကွဲနေမှာအမှန်ပါပဲသူကဘာလို့လဲဆိုတော့ဒီသူကာချုပ်ဖြစ်တယ်ဆိုတဲ့ချိန်မှာသူကအရက်ဝိုင်းမှာအဲ့လိုကြွေးကြော်တာတွေရှိတယ်ပေါ့နော်မင်းအောင်လိုက်တဲ့တာအောင်လုပ်ပြမယ်ငါကတော့စစ်ပဲတိုက်မှာငါကတော့စစ်ပဲနိုင်အောင်တိုက်ပြမှာဆိုတဲ့ပုံစံမျိုးသူကတာအောင်လုပ်ပြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုကနေရင်ဆိုင်နေရတဲ့စစ်မျက်နှာတွေမှာအေကထပ်ပြီးတော့ပေါ့နော်စစ်ကောင်စီရဲ့စကန်းကုန်းတွေကိုထပ်ပြီးသိမ်းပိုက်လိုက်တဲ့သတင်းတွေရှိပါတယ်ပေါ့နော်အားကတော်အေကအခုလိုမျိုးပေါ့နော်တံပြထိုးစစ်စင်တာလိုက်စစ်စင်တာဒီလိုမျိုးကိစ္စရပ်တွေမှာအထူးကျွမ်းကျင်တဲ့တပ်ဖွဲ့ကြီးလို့တော့မှပြောရမှာဖြစ်တယ်ရန်သူထိုးစစ်စင်တာကိုစောင့်နေသူတို့ထိုးစစ်ဆင်လာပြီဆိုရင်သူတို့ရဲ့ရည်မှန်းချက်တွေကိုချိန်မုံပြစ်တယ်ဖြက်စီးပြစ်တယ်ပေါ့နော်ပြီးတာနဲ့အဲ့လိုမျိုးထွက်ပြေးတဲ့ကောင်တွေကိုနောက်ကနေလိုက်တိုက်ရင်းနဲ့ပေါ့နော်အစ်စ်တွေပါယူတာအပိုတွေပါတောင်းတာပေါ့နော်အဲ့လိုပုံစံမျိုးတွေအိုက်ကုန်းကထိုးစစ်ဆင်ခံရပြီပေါ့နော်အဲ့တော့အိုက်ကုန်းအနီးဝင်းကျင်မှာဖြစ်တဲ့တိုက်ပွဲတွေရှိတယ်အဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကပေါ့နော်ဒါသူတို့ဘက်ကထုံးစံတိုင်းပဲဒါလူရင်အားတွေဖြည့်တယ်လက်နက်ခဲယမ်းဖြည့်တယ်လေကြောင်းပစ်ကူပေးတယ်အမြောက်ပစ်ကူပေးတယ် drone တွေနဲ့ကျဲတယ်ပြီးတာနဲ့မြေပြင်ကနေစစ်ကြောင်းထိုးပြီးတော့ဒီနေရာတွေကိုထိုးစစ်ဆင်ခိုင်းတယ်ပေါ့နော်ဒါပေမဲ့လည်းထုံးစံတိုင်းပဲဘယ်တော့မှအောင်မြင်နေဆိုတာမရှိဘူးပေါ့နော်အဲ့လိုမျိုးထိုးစစ်ဆင်လာတဲ့ဟာကိုအာခတ်တော် A ကစောင့်ကြိုတိုက်ခိုက်တာဖြစ်တဲ့အတွက်နောက်ပြန်ပြေးကြတယ်အဲ့တော့ A ထိန်းချုပ်တဲ့နေရာကိုပြန်ယူဖို့အတွက်ဆိုတဲ့သူတို့ရဲ့ရည်ရွယ်ချက်ကဘယ်တော့မှမပြည့်ဝသေးဘူးဖြစ်နေပါတော့အဲ့တော့အဲ့လိုမျိုးနောက်ပြန်ထွက်ပြေးပါရဆိုတဲ့စစ်ကောင်စီစစ်သားတွေကသူတို့ရဲ့ကာကင်းစခန်းတွေမှာပြန်ပေါင်းတယ်ပေါ့နော်ပြန်ပေါင်းပြီးတော့ဒါနောက်ကနေလိုက်လံချေမှုန်းတဲ့ AA ကိုသူကဒီကာကင်းစကန်ကုန်းတွေကနေပြီးတော့ပြန်ပြီးတော့ခုခံတယ်အဲ့တော့အဲ့လိုခုခံတဲ့အတွက်အာခတော် A ကအိုက်ကုန်းတွေပါသိမ်းလိုက်တယ်အဲ့တော့အိုက်စကန်တွေကိုဒါသိမ်းလိုက်တာယာယီစကန်ကုန်း3ခုရတယ်ဆိုပြီးတော့သိရတယ်တိုက်ပွဲက2ရက်ဆက်ဖြစ်ပြီးတော့စကန်ကုန်း3ခုရလိုက်တယ်.500ကုန်းကိုဆက်ပြီးတော့လက်ရှိမှာထိုးစစ်ဆင်နေတယ်တိုက်ပွဲကလည်းပြင်းပြင်းထန်ထန်အိုက်ကုန်းတွေကိုအခုသိမ်းပလိုက်တာပေါ့နော်အဲ့တော့
ဒီ point 900ဂုံးနဲ့ point 63လုံးဂုံးကြားမှာပေါ့နော်ခုနလိုကာကင်းစခန်းတွေကအာခတ်တော် A နဲ့ပူပေါင်းတက်တွေရဲ့သိမ့်ပိုက်ခြင်းကိုခံလိုက်ရပြီဖြစ်တယ်အဲ့တော့စစ်ကောင်စီကစခန်းကုန်းတွေကြပြီဆိုတာနဲ့သူတို့အတွက်နောက်ဆုံးအားကိုးရဘာလဲဆိုတော့လေချောင်းအဲ့လေချောင်းပဲအသုံးပြုပြီးတော့အဲ့စခန်းကုန်းတွေကြွားတဲ့အချိန်မှာလေချောင်းကနေလာပစ်သွားတာဝန်ကြီးပစ်သွားတာအမှန်တော့အဲ့ကုန်းတွေသိမ်းခံရပြီဆိုတဲ့အချိန်မှာဒါတက်သိမ်းပါလေဆိုတဲ့ဒီတော်လိုင်းအင်အားစုတွေကိုထိအောင်လို့ဆိုပြီးတော့သူတို့ပြစ်သွားတာဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အမှန်တော့ပြေးဖို့အတွက်ဆုံးဖြတ်သွားပြီးသားပေါ့နော်အဲ့လိုပုံစံမျိုးနဲ့စကားကုန်း၃ခုထပ်ရလိုက်တယ်ဆိုပြီးတော့သိရတယ်ဆိုတော့ခုနကပြောသလိုပေါ့နော်ဒါလေရင်ပြစ်ကူနဲ့လည်းမခုခံနိုင်တော့တဲ့စစ်ကောင်စီကအေးသိမ့်ပိုက်ထားပြီးသားခုနပြောတဲ့ point 63လုံးစကန်ရဲ့အခုလက်ရှိထိုးစစ်ဆင်နေပါလေဆိုတော့ point 900ဂုံးရဲ့ပေါ့နော်အဲ့ကြားထဲမှာရှိတဲ့စကန်ကုန်းအားလုံးနီးပါးကိုလက်လွတ်ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်ပြီးတော့အညာအကြောင်းပဲကျွန်တော်တို့ဆက်ပြောကြမယ်ပေါ့နော်အဲ့ထဲမှာဒါစကိုင်းတိုင်းစစ်ဒေသပေါ့နော်ဒါစကိုင်းစစ်ဌာနကနေပြီးတော့ထုတ်ပြန်လာတဲ့ဟာရှိတယ်အဲ့ဒါတိုက်ပွဲဘောင်းကျုပ်ဗျာတိုက်ပွဲဘောင်းကျုပ်ပေါ့နော်အဲ့မှာလည်းစစ်ကောင်စီဘက်ကအထိနာတဲ့ဟာတွေဖြစ်တယ်အထိနာတဲ့ဟာတွေရှိတယ်ပြီးတော့တော်လိုင်းအင်အားစုတွေရဲ့ဒီခုနလိုပေါ့နော်တန်ရာများပြားရတယ်မေ6ရက်နေ့အဲ့ဒီစစ်ကြောင်းကနေခွဲလာတဲ့အင်အား90ပါစစ်ကောင်စီတွေကပေါ့နော်သူကဒီချောင်းမရွာကိုရောက်တယ်အဲ့မှာအလောင်းတစ်လောင်းမြုပ်တယ်ပြီးရနဲ့ဒဏ်ရာရတဲ့ကောင်တွေကိုခေါ်ပြီးတော့ပန်ပေးပြူရွာကိုရောက်သွားတယ်ဆိုပြီးတော့သိရအမေတော့အဲ့ဒါလူနာလိုက်ပို့တာဖြစ်မယ်ပေါ့နော်ဒီကောင်တွေလူနာလိုက်ပို့ရင်းနဲ့လမ်းမှာတေသွားတဲ့နောက်တစ်ကောင်ကိုအဲ့မှာပဲမြုပ်ပစ်ခဲ့တာဖြစ်တော့တယ်ပေါ့နော်ပြီးတော့မေ16မှာလည်းမြင်းမှုမြို့နယ်အလာကပရှေ့စကားစဂိတ်ကနေထွက်လာတဲ့ဒီစစ်ကောင်စီစစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်တာ3ဦးခန့်နဲ့3ဦးတန်ရရတယ်ဇွန်2ရက်မှာလည်း6ဦးမြို့နယ်မုံရွာမန္တလေးအမြန်လမ်းပေါ်ငါးရှန်ကျေးရွာပေါ့နော်ဒီစက်ကောင်စီစကန်ကနေထွက်လာတယ်တမ33လောက်ခန့်ခလရ86ခမရ73ရတာဖာ6ပြီးရင်ပြူအကုန်ပေါင်းထားတာဒီကောင်လေးစုပေါင်းဆက်ပေါင်းစစ်ကြောင်းပေါ့လေနော်အဲစုပေါင်းဆက်ပေါင်းစစ်ကြောင်းကအင်အား100လောက်ရှိတယ်အဲ့ဒါကိုတော်လိုင်းအင်အားစုတွေကဂျားပြက်တိုက်ခိုက်တယ်ရှေ့ပြေးအဖွဲ့တွေကထိနာပြီးတော့မှန်ချိုကျေးရွာတွေကိုဝင်ပြေးကြတယ်ပေါ့နော်တော်တော်လေးကိုတလိပ်ပျော်ပြီးတော့အတန်နေကောင်းသွားမှာပေါ့နော်တော်လိုင်းတက်တွေကလည်းပြင်းတယ်ပေါ့နော်အဲရွာတဲ့ထိကိုလိုက်ပြီးတော့လိုက်လံခြေပုံးနေဆိုပြီးတော့သတင်းမှတွေ့ရတယ်အဲ့တော့အဲ့ဟာနဲ့စစ်ကောင်စီကထိနာပြီးတော့ချောင်းဦးကိုပြန်ပြေးတယ်ပေါ့နော်အဲ့တော့အဲ့ထဲမှာစစ်ကောင်စီ23ယောက်ဂန်းနဲ့9ယောက်ဒဏ်ရာရတယ်2ကောင်အရှင်မိတယ်လက်နက်မျိုးစုံ16လက်ထိရလိုက်တာဒါသတင်းမှာဖော်ပြထားတယ်ပေါ့နော်တချို့တွေအိတ်နေတာများဒါဇက်ပွဲပြီးလို့ထမပြန်မင်းနဲ့အိတ်နေတဲ့ကောင်တွေကြနေတာပေါ့နော်နှိုးလို့တော့မရတော့တော့တကယ်ပလဲနေတာပဲဗျာအဲ့လိုပုံစံမျိုးနဲ့တော့မှဒါတော်တော်လေးအခြေအနေဆိုးသွားတာတွေ့ရမှာဖြစ်ပါတယ်ဇွန်လ9ရက်မှာလည်းစကိုင်းမြို့နယ်ကြောက်စေကန်နဲ့အုံတော်ရွာကြားကနမခကနေထွက်လာတဲ့စစ်ကောင်စီရဲ့တံပြားကာကား8စီးအဲ့ဒီ8စီးရဲ့စီပေါစာ14စီးရဲ့ကိုမိုင်း6လုံးနဲ့ဒါမိုင်းခွဲတိုက်ခိုက်ခဲ့တာရှိတယ်ကားတစ်စီးပြက်ပြီးတော့တန်ရရတဲ့သူတွေများတယ်ဆိုပြီးတော့လည်းသိရတယ်ဇွန်လ9ရက်တော်တော်စားတကယ်တမ်းပြောမယ်ဆိုရင်အဲ့ဒီကားတွေရဲ့အရေးအတွက်နဲ့ပေါ့နော်ဒီပါလာနိုင်ကြီးရှိတဲ့အင်အားကိုပဲတွက်ကြည့်မယ်ဆိုရင်ကိုပဲပေါ့နော်တော်တော်ကိုများတဲ့ပမာဏတော်ရုံတန်ရုံဆိုရင်ဒီအင်အားပမာဏနဲ့ဆိုစစ်ကောင်စီကသွားမယ်လာမယ်ဆိုတဲ့ပုံစံမျိုးတွေလောက်တာပေါ့နော်သူတို့အမြဲတမ်းမှာအင်အားတာတယ်အင်အားများတယ်ဆိုရင်အဲ့လိုပုံစံရှိတယ်ဒါပေမဲ့တော်လိုင်းအင်အားစုတွေကလုံးဝရှိမနေဘူးဒါငါတို့အတွက်အခွင့်ရေးပဲအခွင့်ကောင်းပဲဆိုပြီးတော့ပြင်းတာဘာလာကိုပြင်းနေတာပေါ့နော်ဘာလာကိုစောနေတာအဲ့လိုပုံစံမျိုးကိုဖြစ်နေတာပြီးရင်ဘာနဲ့ရှိကိုချနေတာပေါ့နော်လက်နဲ့ခင်းရမရှိလို့မပြည့်စုံလို့ဆိုပြီးတော့ပြောနေတာမရှိဘူးမိုင်းရှိမိုင်းနဲ့ချတယ်ပေါ့နော်ဒါမျိုးပုံစံမျိုးအများကြီးမြင်တွေ့ရပါတယ်ဇွန်လ15ရက်မှာပဲထပ်ပြီးတော့ဒီမြင်းမှုမှာပဲပေါ့နော်ဂွေးပင်တော်ရွာအထိုင်မှာပရိသာမိုင်း3လုံးနဲ့ခွဲပြီးတော့တိုက်ခိုက်တယ်ဇွန်လ18ရက်မှာဘူးတလင်မြို့နယ်အနောက်ဇီးတော့ကနေဘူးတလင်မြို့ထွေအုပ်ကိုထွက်လာတဲ့အင်အား250ပါတဲ့စစ်ကြောင်းကိုလည်းမိုင်းဆွဲပြီးတော့တိုက်ခိုက်တယ်9ယောက်ပြင်းထန်စွာဒဏ်ရာရတယ်အဲ့တော့အားလုံးပေါင်းဘောင်းကျုပ်ချိုးလိုက်မယ်ဆိုရင်ပေါ့နော်စကိုင်းတိုင်းစစ်ဌာနဒါနေမြေတီးတီးကဒါပြောမယ်ဆိုရင်မေလနဲ့ဇွန်လဒီနေ့ဒီချိန်ထိပေါ့နော်တတိယပတ်လောက်အထိကိုစစ်ကောင်စီ33ယောက်တည်တယ်18ယောက်ဒဏ်ရာရတယ်2ကောင်ရှင်မိတယ်လက်နက်ခေရန်ပေါ့နော်လက်နက်ကမျိုးစုံ16လက်ရတယ်ခေရန်ဆက်ဆက်ပစ္စည်းတွေရတယ်ဆိုပြီးတော့သတင်းထုတ်ပြန်လာတယ်အခုနောက်ပိုင်းသတင်းထုတ်ပြန်ချက်ကြီးတွေကကျန်းတယ်လို့ပြောရမှာပေါ့နော်အားလုံးကဒီစူပေါင်းဆက်ပေါင်းဆိုတဲ့ပုံစံမျိုးနဲ့ဗန္ဒလာပိုင်းကနေဗန္ဒလာပိုင်းထိဆိုတဲ့ပုံစံမျိုးဒါဆိုရင်ဖြစ်စဉ်တွေကတော်တော်ကိုများတာဗျအဲဥစ္စာကြီးကိုပေါင်းပြီးတော့ဒါအတူတူထုတ်ပေးလိုက်တဲ့ပုံစံမျိုးသတ်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒါကလည်းအားရစရာကောင်းပါတယ်ပြီးတော့ဒါအညာကိုအထင်သေးရဲ့လားဆိုတဲ့မေးခွန်းကိုတော်လိုင်းအင်အားစုတွေကမေးနေပြီဖြစ်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီလိုပဲပြောချင်တယ်ဒါအညာအဖွဲ့တွေကြည့်လိုက်မပြည့်စုံဘူးဒါပေမဲ့စစ်ကောင်စီလာသမျှအကုန်လုံးကအခုလိုမျိုးပဲပေါ့နော်အထိနာအောင်တိုက်ခိုက်ခံနေရတာတွေတွေ့နေရတာပဲပေါ့နော်အဲ့တော့ဒါဟာမဆုံးမနစ်နဲ့ဒီနေ့ဒီချိန်ထိ